မဲခေါင်မြစ်ဆိုတာကတော့အရှေ့တောင်အာရှမှာအခြေလျားဆုံးမြစ်တစ်ခုဖြစ်ပါတယ်။တိဘက်တောင်တန်းပေါ်ကနေအစပြုပြီးတော့တရုတ်နိုင်ငံယူနန်ပြည်နယ်ကနေဖြတ်သန်းကမြန်မာထိုင်းလာအိုနယ်နိမိတ်ကိုလည်းပြည့်စေတဲ့မြစ်ဖြစ်ပါတယ်။လာအိုနိုင်ငံရဲ့မြို့တော်ဗီယန်ထန်းကိုလည်းဖြတ်သန်းပြီးတော့ထိုင်းလာအိုနယ်စပ်တစ်လျှောက်ကိုဖြတ်သန်းပါတယ်။အဲဒီနောက်မှာတော့ကမ္ဘောဒီးယားနိုင်ငံကိုဆက်လက်ဖြတ်သန်းပြီးတော့မြို့တော်ဖနန်းပန်ကိုလည်းဖြတ်ပြီးတော့စီးဆင်းပါတယ်။နောက်ဆုံးမှာတော့ဗီယက်နမ်နိုင်ငံကိုဖြတ်သန်းစီးဆင်းပြီးတော့ပင်လယ်ပြင်မှာအဆုံးသတ်သွားပါတယ်။ဒီမြစ်ကြောင်းကတော့4350 ကီလိုမီတာရှည်လျားတယ်လို့ပြောကြပါတယ်။မဲခေါင်မြစ်ကိုမိခိုပြီးတော့အသက်မွေးဝမ်းကြောင်းပြုနေတဲ့လူဦးရေကတော့68တန်းကျော်ရှိပါတယ်။အရင်တုန်းကတော့အဆင်ပြေကြပေမဲ့အခုနောက်ပိုင်းမှာတော့ပြဿနာတွေစတက်လာပါတယ်။ဒါကတော့မူလမြစ်ပိုင်ရှင်လို့ပြောလို့ရတဲ့အစပြုရာတရုတ်နိုင်ငံကဖြစ်ပါတယ်။သူ့ရဲ့နိုင်ငံပိုင်နယ်နိမိတ်အတွင်းကမဲခေါင်မြစ်ပေါ်မှာရေကာတာ17ခုအထိတိစောက်ရာကနေအစပြုပါတယ်။ဒီအကျိုးဆက်ကိုတော့လာအိုဗီယက်နမ်နဲ့ကမ္ဘောဒီးယားတို့အဓိကခံရပါတယ်။ဒီရေကာတာတွေကြောင့်မလို့အောက်ပိုင်းနိုင်ငံတွေကမြစ်ရေတက်ချိန်ကျချိန်တွေကမမှန်တော့ပါဘူး။ရေလိုအပ်ချိန်မှာမရဘဲနဲ့ရေမလိုအပ်ချိန်မှာရေကြီးတဲ့အထိကိုဒုက္ခတွေခံစားနေရပါတယ်။အဲဒီအပြင်လာအိုနိုင်ငံကလည်းရေအားလက်စစ်စီမံကိန်းဆိုပြီးတော့ဒီမြစ်ပေါ်မှာစောက်ပါတယ်။နောက်ပြီးတော့ရေကာတာတွေလည်းထပ်ပြီးစောက်တဲ့အတွက်ကြောင့်မလို့အောက်ပိုင်းနိုင်ငံတွေဖြစ်တဲ့ကမ္ဘောဒီးယားနဲ့ဗီယက်နမ်ကပို့ပြီးတော့ဒုက္ခရောက်လာပါတယ်။ဒီလိုမြစ်တစ်ခုပေါ်မှာစောက်လို့ရေး project တွေအများများလာတဲ့အတွက်ကြောင့်မလို့ဂေယစနစ်ကလည်းစတင်ပျက်စီးလာပါတယ်။ဒီမြစ်ကြောင်းတစ်လျှောက်မှာလဲလှယ်ကျက်စားနေတဲ့ငါးတွေအတွက်လမ်းပိတ်တဲ့ပြဿနာတွေကြုံပြီးတော့မျိုးပွားနှုန်းငါးထွက်နှုန်းမှာကျဆင်းလာပါတယ်။အရင်တုန်းကတော့တဘာဝအရာအမြင့်တက်တယ်ကျတယ်နှုံးနေကြံခဲ့တယ်အဲ့ဒီပုံမှာစိုက်ပျိုးတွေလုပ်ပြီးတော့အတော်လေးကိုအဆင်ပြေကြပါတယ်အထူးသဖြင့်ဗီယက်နမ်နိုင်ငံကဒီဟာကိုအားပြုလုပ်ကြပါတယ်ဒီလောက်ဆိုရင်တော့မဲခေါင်မြစ်ရဲ့အကျိုးသက်ရောက်မှုကိုတော်တော်လေးသိလောက်ပြီလို့ထင်ပါတယ်ကျွန်တော်တို့တွေးကြည့်ရမှာကြတော့ဒီပြဿနာအတွက်တရုတ်နိုင်ငံကိုအပြစ်တင်ရမှာလားဒါပေမဲ့လည်းမဲခေါင်မြစ်ကတရုတ်နိုင်ငံကအစပြုပြီးတော့သူ့နိုင်ငံအတွင်းမှာပဲရေကာတာတွေစောက်တဲ့ကိစ္စကိုမလုံးနဲ့ဆိုပြီးတော့သွားပြောရလဲခက်ပါတယ်ဒါဆိုရင်ငြိမ်ခံနေရမှာလားဆိုတော့လည်းမဟုတ်ပြန်ပါဘူးမြစ်ဆိုရဲ့သဘောကရေချောင်းပြောင်းလဲမှုရှိပါတယ်အတင်းကျပ်သွားပြီးတော့ဖိအားပေးလိုက်လို့တရုတ်ကြီးကစိတ်ဆိုးပြီးတော့မြစ်ချောင်းတွေပြောင်းလဲအောင်လုပ်ပလိုက်လို့ရှိရင်လည်းအောက်နိုင်ငံတွေကပို့ပြီးတော့ဒုက္ခရောက်သွားနိုင်ပါတယ်ဒါဆိုရင်နိုင်ငံတနိုင်ငံကကိုယ်နိုင်ငံကအစပြုတဲ့ကိုယ်ပိုင်မြစ်မရှိတာတပန်းရှုံးတယ်လို့တောင်ပြောရမလို့ဖြစ်နေပါပြီကျွန်တော်တို့မြန်မာနိုင်ငံကတော့ဒီအချက်နဲ့ပတ်သက်ရင်ကံကောင်းတယ်လို့တောင်ပြောလို့ရပါတယ်ကျွန်တော်တို့နိုင်ငံမှာကိုယ်ပိုင်မြစ်တွေအများကြီးရှိပါတယ်နိုင်ငံရဲ့အသက်သွေးကြောဖြစ်တဲ့အေယာဝတီမြစ်ကလည်းကိုယ်ပိုင်မြစ်ပါပဲဒါနဲ့ပတ်သက်ပြီးတော့အငင်းပွားမှုတွေတော့ဖက်ဖူးပါတယ်အေယာဝတီမြစ်ရေကိုအစပြုတဲ့နေရာကတရုတ်နိုင်ငံဆိုတဲ့အငင်းပွားမှုတွေရှိပါတယ်ဒါပေမဲ့မြန်မာနိုင်ငံကပညာရှင်တွေကတော့ဒီကိစ္စကလုံးဝမဟုတ်ပါဘူးဆိုပြီးတော့ညှင်းချက်ထုတ်ထားတော်လေးရှိပါတယ်အေယာဝတီမြစ်အစပြုရာမေခနဲ့မလိခမြစ်ကလည်းကျွန်တော်တို့မြန်မာနိုင်ငံပိုင်းကချင်ပြည်နယ်ထဲမှာရှိတာပါဘလို့ပဲဖြစ်ပါစေကျွန်တော်တို့မြန်မာနိုင်ငံမှာကိုယ်ပိုင်မြစ်များစွာရှိတဲ့အတွက်ကြောင့်မလို့မဲခေါင်မြစ်လိုမျိုးပြဿနာကိုတော့အခုချိန်ထိတော့ရှောင်လွှဲနိုင်ပါသေးတယ်ဒီလိုမျိုးအချက်တွေကြောင့်လည်းအနောက်နိုင်ငံတွေကကျွန်တော်တို့မြန်မာနိုင်ငံကိုပထဝီအနေအထားအရအရန်ကိုကောင်းတဲ့နိုင်ငံလို့ပြောကြတာဖြစ်ပါတယ်